relationship တိုင်းမှာထွက်ပြေးတတ်တဲ့သူတွေရဲ့နောက်ွယ်ကအကြောင်းရင်းမှန်တစ်ခုရှိပါတယ်။ယူကိုယ်တိုင်လည်း relationship တိုင်းမှာကိုကပဲအရင်စပြီးတော့ထွက်ပြေးတယ်။ပြဿနာဖြစ်လိုက်တာနဲ့ကိုကအဲ့ဒီပြဿနာကိုဖြေရှင်းဖို့မကြိုးစားတော့ဘဲနဲ့စပြီးတော့လမ်းခွဲတတ်တဲ့သူတွေမှာပါတယ်။ပုံမှန်အားဖြင့်အဲ့လိုမျိုးစပြီးတော့လမ်းခွဲတဲ့သူထွက်ပြေးတိမ်းရှောင်တဲ့သူတွေကိုမကောင်းတဲ့သူလို့ရေပူရအားဖြင့်သတ်မှတ်လို့ရပါမယ်။တကယ်တမ်းကျတော့အဲ့လိုမျိုးထွက်ပြေးတတ်တဲ့သူတွေရဲ့ငယ်ဘဝမှာကြီးမားတဲ့စိတ်ဒဏ်ရာတွေရှိနေတာကိုတွေ့ရတယ်။ဘာကြောင့်လဲဆိုတော့ယူငယ်တုန်းကအဖေနဲ့မနေခဲ့ရဘူး broken family ကနေကြီးပြင်းခဲ့တဲ့အခါမှာယူတသက်လုံးဆွဲလာခဲ့တာကငါ့ကိုမွေးထားခဲ့တဲ့အဖေရတာငါ့ကိုစွန့်ပစ်တယ်ဆိုရင်တခြားသူတွေကလည်းငါ့ကိုချစ်မှာမဟုတ်ဘူးသူတို့ကလည်းငါ့ကိုတစ်ချိန်ကျရင်စွန့်ပစ်သွားမှာပဲဆိုတဲ့စိတ်ကကိန်းအောင်နေတယ်ဒါကိုကတေချာ healing မဖြစ်ခင်အထိကိုအဲ့ဒီ trauma ကြီးကိုဇက်တိုက်တည်လာတာဆိုတော့ကိုက relationship ထဲကိုရောက်သွားတဲ့အခါမှာလေနည်းနည်းလေးပြဿနာလေးဖြစ်လိုက်တာနဲ့သူတို့ကိုစပြီးတော့ကိုကလန်ခွဲမယ်ပြတ်မယ်အဲ့ဒီပြဿနာကိုဖြေရှင်းဖို့လုံးဝမကြိုးစားဘူးတခါတည်းအဆုံးသတ်မယ်ဆိုပြီးတော့ပြောလေးရှိတယ်။ဘာကြောင့်လဲဆိုတော့ကိုယ့်ရဲ့စိတ်ထဲမှာသူတို့ငါ့ကိုတစ်ချိန်ကြာရင်ထားခဲ့မှာအဲ့တော့သူတို့မထားခဲ့ခင်ငါသူတို့ကိုအရင်ဆုံးထားခဲ့မှရမယ်။ဘာကြောင့်လဲဆိုတော့ငါစွန့်ပစ်ခံရမယ်သူလေအဲ့တော့ငါ့ကိုမစွန့်ပစ်ခင်ငါသူတို့ကိုအရင်ဆုံးလမ်းခွဲရမယ်ဆိုတဲ့စိတ်ကအရန်ကိုကိန်းအောင်နေတာအဲ့လိုပြောလို့တခြားသော broken family နဲ့ကြီးပြင်းခဲ့ရတဲ့သူတိုင်းမိဘကစွန့်ပစ်ခံရတဲ့သားသမီးတိုင်းကယူလိုမျိုးဒီအဖြစ်အပျက်ကိုတုံ့ပြန်လာဆိုတော့မတူကြဘူးတချို့ကြတော့သူတို့ရရှိလာတဲ့ relationship ကိုပို့ပြီးတော့အနစ်နာခံပြီးတော့ပို့ပြီးတော့အောက်ကျနောက်ကျခံပြီးတော့ပေါင်းသင်းနေတတ်ကြတယ်တစ်ဖက်ပါတနာကသူတို့ပေါ်မှာမကောင်းတော်ညာလေသူတို့ကိုနှိပ်စက်တော်ညာလေသူတို့ကအော်ငါ့ကိုမိဘတွေကတော့ပြစ်ထားခဲ့တယ်ဆိုရင်ဒီလူကငါ့ကိုပြစ်မသွားအောင်ငါအတကုံသူ့နာမှာဘာပဲလောက်ရဘလို့ပဲနေရငါဆက်ပြီးနေမရမယ်ဆိုပြီးတော့အတိတ်ပဲဖွင့်လိုက်ပြီးတော့အဲ့လိုမျိုး relationship ထဲမှာရုံမထွက်နိုင်အောင်ဆက်ပြီးရှင်သန်သွားတဲ့သူတွေလည်းရှိတယ်ဆိုတော့လူတစ်ယောက်နဲ့တစ်ယောက်ကဖြစ်သွားတဲ့အဖြစ်အပျက်ပေါ်မှာကောက်ယူလိုက်တဲ့အဓိပ္ပာယ်ကြီးကွာခြားသွားတယ်လို့မျိုးအဲ့ဒီကွာခြားသွားတဲ့အဓိပ္ပာယ်နဲ့ဆက်လက်ရှင်သန်သွားတဲ့ဘဝတွေကလည်းမတူကြဘူးဆိုတော့ယူရိုအနေနဲ့ကိုငယ်ဘဝတုန်းကကြုံတွေ့ခဲ့ရတဲ့ဒီစိတ်တန်ရာတွေကကိုအသက်ကြီးလာတဲ့အခါမှာဘလောက်တောင်ကိုစီကိုအကျိုးသက်ရောက်မှုတွေရှိနေလဲကောင်းရင်လည်းကောင်းသလောက်မကောင်းရင်လည်းမကောင်းတဲ့အလှည့်ရောက်ကိုအများကြီးလွှမ်းမိုးမှုတွေရှိနေတယ်ကိုမှရှိနေတဲ့ကိုတော်မတိခဲ့တဲ့စိတ်တန်ရာတွေကိုနက်နက်ရှိုင်းရှိုင်းအထိရှာဖွေပြီးတော့ကုစားခြင်းတဲ့ပြောင်းလဲမှုတွေရယူခြင်းနဲ့ဆိုရင်ဒီဇင်ဘာ20ခုရန်ကုန်မှာပြုလုပ်သွားမယ်လူတွေတင်တန်းလေးကိုလာပြီးတော့ join လုပ်လို့ရပါတယ်လူတွေတင်တန်းဖြစ်တဲ့အတွက်ကိုယ့်ရဲ့စိတ်တန်ရာတွေကိုနက်နက်ရှိုင်းရှိုင်း healing လုပ်မယ်ကိုယ့်ရဲ့ energy တွေကိုပြောင်းလဲဖို့အတွက်ကိုအရန်ကိုကောင်းတဲ့အခွင့်အရေးပါပဲတကယ်လို့တင်ကနိုင်ငံရဲ့ခြားမှာရောက်နေတယ်ဒါမှမဟုတ်အလုပ်ကိစ္စတွေရှိတဲ့အတွက်လူတွေတင်တန်းကိုမလာရောက်နိုင်ဘူးဆိုရင်လေဒီဇင်ဘာ20ရက်နေ့မှာပြုလုပ်သွားမယ် heal yourself 9ရက်တီ online retreat ကို join လုပ်လို့ရပါတယ်တင်ရဲ့စိတ်တန်ရာတွေကိုတင်ကိုယ်တိုင်ကုစားခြင်းနဲ့ဆိုရင်တော့ online retreat ကနေလည်း join လုပ်လို့ရတယ်လို့လူတွေတင်တန်းကနေလည်းလာပြီးတော့ join လုပ်လို့ရပါတယ်ဒီ video screenshot လေးနဲ့ code you page chat box မှာနာမည်စာရင်းသွင်းပြီးတော့အထူးကြီးနဲ့ရယူလို့ရပါတယ်ကျေးဇူးအများကြီးတင်ပါတယ်တင်တန်းမှာပြန်တွေ့ကြပါမယ်